အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြချင်တဲ့အကြောင်းရင်းကတော့မနေ့ကကဘာကိုတုံ့လှုပ်သွားစေတဲ့ Air India လေကြောင်းလိုင်းရဲ့လေယာဉ်ပျက်ကျမှုအကြောင်းပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံအာမတ်ဒါဘတ်မြို့ကနေပြီးတော့ဒီလန်ဒန်မြို့ကိုပေါ့နော်ပြန်တန်းခဲ့တဲ့ AI171 Boeing 787 Dreamliner လေယာဉ်ဟာဆိုလို့ရှိရင်မကြာခင်မှာပဲမြေပြင်ပေါ်ကိုပြန်လဲပြတ်ကျခဲ့ပါတယ်ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရတဲ့လောက်ကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်ဇွန်လ12ရက်နေ့ဒေတာစံတော်ချိန်နေ့လယ်မွန်းလွယ်တနာရီနဲ့38မိနစ်လောက်မှာဆိုလို့ရှိရင်ဒီ AI171 လေယာဉ်ဟာပေါ့နော်ခရီးသည်ပေါင်း230ဦးလေယာဉ်အမှုထမ်း12ဦးစုစုပေါင်း242ဦးတို့ကိုတည်ဆောင်သွားပြီးတော့လန်ဒန်မြို့ကိုဦးတည်စတင်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကသူတို့လေယာဉ်ကနေပြီးတော့ထွက်ခွာပြီး9မိနစ်လောက်အကြာမှာဒီအိန္ဒိယနိုင်ငံရဲ့လူနေထူထပ်တဲ့ရက်ကွက်တစ်ခုထဲမှာရှိတဲ့ဆေးကျောင်းသားတွေနားနေတဲ့အဆောင်ပေါ်ကိုပြတ်ကျခဲ့တယ်လို့လည်းတွေ့ရပါတယ်အဲ့ဒီနေရာလေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်အရပေါ့နော်ဒီလေယာဉ်ပေါ်မှာစီးနှင်းလိုက်ပါလာတဲ့ခီးသည်တွေနဲ့လေယာဉ်မှုတွေအကုန်လုံးကတိတ်ဆုံးသွားခဲ့ရပြီးတော့ဒီမြေပြင်ပေါ်မှာဆိုလို့ရှိရင်လည်းအနည်းဆုံး9ဦးတိတ်ဆုံးကအယောက်90လောက်ကတော့ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့လည်းပြထားပါတယ်လေယာဉ်ပေါ်မှာပါရှိတဲ့ခီးသည်များရဲ့စာရင်းရတော့ပေါ့နော်အိန္ဒိယနိုင်ငံသား169ဦး British နိုင်ငံသား53ဦးပေါ်တူဂီနိုင်ငံသားကျတော့9ဦးနဲ့ကနေဒါနိုင်ငံသား2ဦးတို့ပါဝင်တယ်လို့လည်းသိရပါတယ်ဒီလိုတေဆုံးမှုများပြားခဲ့တဲ့ဖြစ်ရဆိုးကြီးကနေပြီးတော့မယုံနိုင်စရာကောင်းလောက်အောင်အသက်ရှင်ကျန်တဲ့သူတယောက်တော့ရှိပါတယ်သူကတော့ Vishwa Kumar Ramas လို့ခေါ်တဲ့ဗြိတိန်နိုင်ငံသားအိန္ဒိယနွယ်ဖွား2ဦးပဲဖြစ်ပါတယ်သူဟာလေယာဉ်ခုံအမှတ် 11A မှာထိုင်ခဲ့တဲ့လူလို့လည်းသိရပါတယ်ဒီလေယာဉ်ပြတ်ကျမှုအပြီးမှာပေါ့နော်သူဟာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပေမဲ့အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့လည်းဆေးရုံကနေပြီးတော့ထုတ်ပြန်ထားတာတွေ့ရပါတယ်သူ့ရဲ့ပြပြပုံအရာဆိုလို့ရှိရင်ပေါ့နော်ဒီလေယာဉ်ဟာပြန်တက်ပြီးတော့တိတ်မကြခင်မှာပဲနှစ်ချမ်းကွဲထွက်သွားပြီးတော့သူကလည်းအဝေးကိုလွင့်ထွက်သွားတယ်လို့ပြထားပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့သူ့ရဲ့အကူကတော့ဒီလေယာဉ်ပြတ်ကျမှုမှာပဲပါသွားပြီးတော့တိတ်ဆုံးသွားခဲ့ပါတယ်ဒီလိုကြီးမားလာတဲ့လေယာဉ်ပြတ်ကျမှုကြီးဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုတော့အတိအကျမသိကြသေးပါဘူးဒါပေမဲ့အိန္ဒိယနိုင်ငံရဲ့လေယာဉ်မတော်တဆစုံစမ်းစစ်ဆေးရေးဘျူရိုပေါ့နော်အဲ့အဖွဲ့ကနေပြီးတော့စတင်စစ်ဆေးနေပြီပဲဖြစ်ပါတယ် Black Box တစ်လုံးကိုတော့ရှာဖွေတွေ့ရှိထားပြီးတော့နောက်ထပ်တစ်လုံးကိုတော့ဆက်လက်ရှာဖွေနေသေးလို့လည်းပြထားပါတယ်ပညာရှင်တချို့ကတော့ဒီလေယာဉ်ပြန်တက်စင်မှာဆိုလို့ရှိရင်အင်ဂျင်နှလုံးလုံးမကောင်းတာကြောင့်သို့မဟုတ်ငှက်တွေရဲ့ဝင်တိုက်မှုတွေကြောင့်သို့မဟုတ်ဒီလေယာဉ်ရဲ့တောင်ပံအစွန်းမှာရှိတဲ့ flex လို့ခေါ်တဲ့အတောင်လေးတွေကိုကောင်းစွာချဲ့ထားခြင်းမပြုတ်လုပ်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်ဆိုပြီးတော့သုံးသက်ချက်တွေလည်းထွက်ရှိနေပါသေးတယ် Flight Radar ရဲ့အချက်လက်တွေရဆိုရင်ပေါ့နော်လေယာဉ်ဟာမြေပြင်ကနေပြီးတော့625ပေအမြင့်ကိုရောက်ရှိပြီးတော့တဖြည်းဖြည်းပြန်လည်ပြီးတော့ကျဆင်းခဲ့ပါတယ်အဲ့ဒီနောက်မှာလည်းလေယာဉ်မှုတွေကအရေးပေါ်အကူအညီတောင်းခံခြင်းဖြစ်တဲ့မေဒေးဆိုပြီးတော့ပြောထားတာတွေကိုလည်းတွေ့ရတယ်လို့သိရှိရပါတယ်လေယာဉ်ပြတ်ကျခဲ့တဲ့ area ဟာဒီလူနေထူထပ်တဲ့မြို့ပြ area ဖြစ်တာကြောင့်ပေါ့နော်သူတို့ကဒီမြို့ပြအဆောက်အဦတွေကပျက်စီးသွားရတဲ့အပြင်တေဆုံးတဲ့လူဦးရေကလည်းထပ်ပြီးတော့တိုးလာနိုင်ပွဲရှိတယ်လို့လည်းပြထားပါတယ်အဲ့ဒီနေရာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ Tata Son ကတော့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့အလွန်ပင်ဝမ်းနဲ့ကြေကွဲကြောင်းကိုဖော်ပြထားပါတယ်ထို့နောက်မှာတော့ဒီတေဆုံးခဲ့တဲ့သူတဦးချင်းစီတိုင်းအတွက်အိန္ဒိယ UP 10 တန်းနီးပါးကိုရော်ကြီးအဖြစ်ပေးဆက်သွားမယ်လို့လည်းသိရပါတယ်ဒါအပြင်ဒဏ်ရာရရှိသူများအားလုံးအတွက်စေကူတာကုန်ကျစရိတ်ကိုလည်းသူပဲခံယူရမယ်လို့လည်းကြေညာသွားပါသေးတယ်ဒီဖြစ်စဉ်ဟာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံတစ်ခုတည်းအတွက်တင်မဟုတ်ဘဲနဲ့တစ်ကမ္ဘာလုံးဆိုင်ရာစိတ်မကောင်းစရာသတင်းတစ်ခုဖြစ်ခဲ့တာပါနောက်ပြီးတော့တဦးတဲ့အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဒီ Vishwa Kumar Ramas လည်းမြန်မြန်ဆန်ဆန်တက်တာလာပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ကြံခဲ့တဲ့အကြောင်းအရာလေးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ comment section အောက်မှာဝင်ရောက်ပြီးတော့ရေးသွားနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကူညီပေးလို့ရပါတယ်ခင်ဗျာ Stay tuned see you in the next video bye bye